Luha Mimi Gogo Mimi self confidence Shia Ludai I am machine Lua out Koi Godwe Miane Name Barret Gogo Goma Mayonji Mea Tumia Yonji on Balo name Maro Gogo Goma Gomyong Dabe Tumia go Yonji Lao Bello Swans on name Bamine Mimi Gogo Mimi Yonji Yonji is what a Jomem Hobabu Yonji ne all Chezi Tayame So as Janoga Jones here the Opsoazu Serama Nimaza Diamet here the Opsoazu That is subject go Joinjing Halime Ma Joinjing Jano Josame Josa By my name of Yongoloa Mabai Nilo Majoinjing Logango Malopa Lobi so you know Joinjing by name Loba See on Loba, that on Loba Hello Touching that So Jones here look good Most so sign being there Oh most so dog on you like being a side of the bed Germany Not the two dog on the other do with the embed or of it Dog on a damn you and do a bien down being this you go ye trot shown trot or bellow saying Digonia bellow beard bellow shown experience preview hello net do join hello bellow money much other longania low in experience yeah join so any experience color join in Nita Young time a တွေ့ကြုံနေပေါ်မှာလူနှစ်ယောက်ရှိတယ်တယောက်ကစူးစူးဆိုင်ဆိုင်လေ့လာတယ်သဘောထားတယ်အမှန်ကောင်းဆိုးကြောင်းကျိုးဝေဖန်တယ်စီစစ်တဲ့စိတ်ဓာတ်နဲ့ရှိတယ်တခါတွေ့လိုက်တာနဲ့ဒီပေါ်မှာသူကကောင်းစွာနားလည်သွားတယ်ဟောဒီလိုလားတာမန်လောက်ပါပဲ၄၅ကတွေ့ရင်တောင်မှအဲ့ဒီလုပ်ငန်းကိုသူမကျွမ်းဘူးသေးသေးချာချာစီစစ်မလေ့လာလို့ကြောင့်မလို့ကိုလုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်လို့လုပ်ရပြီဆိုရင်အဲ့လုပ်ငန်းကိုအတွေ့အကြုံတွေရှိလိမ့်မယ်အတွေ့အကြုံပေါ်မှာစီစစ်ပါသေးသေးချာချာလေ့လာပါစူးစမ်းပါအသိတစ်ခုရအောင်ယူပါအဲ့ဒီခါမှာဒီဘာသာရပ်နဲ့ပတ်သက်လို့လေကျွမ်းကျင်အောင်ပြင်ပါသင်ပါတက်ချင်သင်တဲ့တော်ချင်လေ့ကျင့်ကျွမ်းလိုက်တာတော်လိုက်တာဘာဖြစ်လို့လဲလေ့ကျင့်မှုများလို့ပါပဲလေ့ကျင့်မှုသိပ်များလို့ရှိရင်ကျွမ်းသွားတာပဲတရားတို့တက်ချင်တယ်သင်ရမှာပေါ့ဆရာနဲ့သင်လိုက်ရင်တရားထိုးရမှာပေါ့အဲ့ဒီတရားကိုကျွမ်းနေအောင်ဆိုရင်ကြတော့ချိန်ဖန်များစွာလေ့ကျင့်ဆရာက10ချိန်လေ့ကျင့်အချိန်100လေ့ကျင့်ဒီနေ့ကဘာကျော်တရားဆရာကြီးဟာချိန်ဖန်များစွာလေ့ကျင့်တယ်အော်ဆရာကောင်းလေ့ကျင့်တယ်ဒီနေ့ golf ရိုက်တဲ့ကမ္ဘာချန်ပီယံနေဘယ်ကောင်ကဒီနေ့ကိုဒီ long shot အဝေးရိုက်ချက်100ရိုက်တဲ့တိုင်ကဦးက100ရိုက်တဲ့နောက်တက်လာတဲ့ကောင်တွေက200ရိုက်တာ200ရိုက်တော့100ရိုက်တဲ့ကောင်တွေပို့ပြီးတော့ကျွမ်းကျင်တာပေါ့အဲ့ဒါတိုင်ကဦးကပြန်ကြတော့သူလည်း200ရိုက်ပေါ့200ရိုက်မှသူ့နေရာကိုသူထိန်းတယ်အဲ့တော့တော်ချင်းရင်လက်ချစ်ကိုလောက်ရတဲ့လုပ်ငန်းကိုတော်ချင်းလက်ချစ်တက်ချင်းသင်ပြီးပြီကျွမ်းအောင်တော်အောင်လက်ချစ်အဲ့ဒါလူတော်ဖြစ်သွားပြီဘယ်နေရာမှာတော်တာတော့ဒီလုပ်ငန်းမှာတော်တာဘယ်သူမှနေရာတိုင်းမှာမတော်ဘူးနော်နေရာတိုင်းမှာမတော်ဘူးကိုယ်နေရာနဲ့ကိုတော်တယ်သူ့နေရာနဲ့သူတော်တယ်အေးကိုယ်နေရာမှာကိုမာစတာဖြစ်ပါစေကိုယ်အလုပ်မှာကိုမာစတာဖြစ်ပါစေဖြစ်ရင် confidence ကိုယုံတယ်ကိုယုံရင် personality တက်တယ်ကိုယုံကြည်မှုမရှိတဲ့လူကဟိုကြည့်ဒီကြည့်မျက်နှာအမူအရာကိုကရုပ်ကလေးကြိုးကလေး
နှိမ့်ချတာမဟုတ်ပြောတာမဟုတ်ဘူးသူမလုံမလဲနဲ့ကြောက်နေတာလန့်နေတာလန့်မှာပေါ့သူမှဒီလုပ်ငန်းမကျွမ်းတာပဲကျွမ်းကြည့်ပါလားဘယ်ကြောက်လဲ self confidence လူတယောက်ကဘာလုပ်လို့မိမိကိုယ်ကိုမိမိယုံကြည်နိုင်အောင်အလုပ်ပေါ်မှာစ조사ပါစ조사ရင်အဲ့ဒီလုပ်တော့ကျွမ်းသို့တော့အဲ့ဒီမှာလဲအစွန်းတရားရှိပါတယ်ရော့လျင်မိစ္ဆာသာလျင်ဒိဋ္ဌိမိမိကိုယ်ကိုမိမိယုံကြည်ရမယ်လို့ဆိုတဲ့အတွက်ယုံကြည်မှုလွန်ကဲသွားပြန်ရင်လေဥပရိယုတ်ပြက်ပြန်ပြီပြက်ပြန်သူများနဲ့တွေ့လိုက်တာနဲ့ကိုယ်ကသူ့မူရာအကြားစီဖာစီအပေါ်စီနဲ့ငါလာမစမ်းနဲ့ငါလာလုံးမလုံးနဲ့ငါကုန်သိပြီးသားငါကျွမ်းပြီးသားငါတတ်ပါတယ်လေတန်ရောဟန်ပန်ရောတစ်ဖက်သားကြည့်ရတာကိုစိတ်ပြတ်သွားတယ်အဲ့ဒါ over confidence နော်ကိုတားကြီးကိုဥပရိယုတ်ပြတ်အောင်ပြနေတယ်ရုပ်နဲ့လည်းပြတယ်အပြောနဲ့လည်းပြတယ်လေတန်ရဲ့အနှိမ့်မြင့်နဲ့လည်းပြတယ်မလိုပါဘူးအဲ့လိုကြီးမလုပ်ရပါဘူးသိတယ်တော်တယ်ကျွမ်းတယ်တတ်တယ်မသိလို့မေးလာသူကိုရှင်းပြလိုက်ပါသင်ပေးလိုက်ပါစိတ်ကောင်းစေရနာကောင်းထားပါover confidence ဖြစ်ပြီးတော့သိတော်တဲ့ငါပဲသိတတ်တဲ့ငါပဲငါလိုလူစဘူးမရှိအဲ့ဒီဟာကိုမြန်ဘယ်တော့မှမပေါ်ထုတ်မိပါစေနဲ့အဲ့လိုပေါ်ထုတ်မိမင်းရှုံးပြီမင်းရဲ့တော်မှုကျွမ်းကျင်မှုတွေကြောင့်မင်းဒုက္ခပြန်ရောက်သွားပြီအဲ့လိုလူတွေအများကြီးပဲ subject မှာဗာတရားမှာတော်တယ်တော်ပြီးတော့လူမုန်းများခံနေရတဲ့လူတွေအများကြီးရှိတယ်တော်ပြီးတော့တော်တဲ့လူများဤလျှော်သောအချက်လို့ကျွန်တော်အဲ့လိုပြောမယ်ဒီလူတော်တော့တော်ပါရဲ့ဒါပေမဲ့လို့တော်လူတော်တွေမှာလည်းလျှော်တဲ့အချက်တွေရှိတယ်နောက်တော့ခញ្ញညံ့ဆိုရင်ဖြင့်ကို subject မှာကို master ဖြစ်ုံနဲ့နေရာတိုင်းမှာသူကအတိအတဆရာကြီးလုပ်ချင်နေတယ်ဒါကြတော့မှားပြီပေါ့နော်မှားပြီပေါ့မင်းကသူ့နေရာမှာသူသာတယ်ဗျအဲ့ဒါကိုလက်ခံပါလက်သမားတယောက်နဲ့သွားစကားပြောလို့ရှိရင်အဲ့လက်သမားကသူဘယ်လိုစိုက်ပျိုးတယ်အခါရာသီကဘယ်လိုကြည့်ရတယ်မြေကိုဘယ်လိုရွေးချယ်ရတယ်ဆိုတာတွေကျွန်တော်မသိဘူးအဲ့လိုမသိနိုင်တဲ့အတွက်ကျွန်တော်ငါလည်းဒီဟာလေးတော့မသိဘူးလို့စိတ်မပြည့်ရဘူးဒါစိတ်ပြမယ်လို့မဟုတ်ဘူးကျွန်တော်အလုံးမဟုတ်လို့ကျွန်တော်မသိဘူးမသိတဲ့ခါကျရင်ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်သူ့ကိုမေးလို့ရတာပဲမေးလို့ရတယ်အဲ့မေးရတဲ့အတွက်ကျွန်တော်မှသိငယ်လည်းမသွားဘူးဥပရိယုတ်လည်းပြတ်မသွားဘူးကျွန်တော်ဒါလေးရှင်းပြသမှာဗျာတစ်ခါတလေကျွန်တော်တို့မှအိမ်မှာတယ်လီဖုန်းကိုနှိပ်လို့မရ Facebook ကဖွင့်လို့မရဖွင့်ပြီးတော့ပိတ်လို့မရပြဿနာတဲ့ဟိုအငယ်ကောင်မအမြင်လေးလောင်းဟုတ်တယ်ဟုတ်ကလည်းဒါလေးမျိုးလိုလေးတက်သူကမြန်းတာအဲ့လိုမလုံးနဲ့လေဖြည်းဖြည်းပြပါအဲ့လိုမြန်လောက်တော့ပြီးတော့ဘိုးကမတက်ဘူးဒါဆက်စရာလည်းမရှိဘူးပြောစရာတော့ကောင်းပြီနော်သူကတက်တယ်သူကသင်ပေးသွားအဲ့တော့လူလောကမှာကိုမသိတာကြီးအများကြီးပြောစရာကြီးပါပဲမသိလို့ကိုပြောစရာကောင်းတယ်နော်အဲ့တော့မေးလို့ရတာပဲသင်လို့ရတာပဲကိုတကယ်လို့ရတာကိုမသိဘူးဆိုရင်တော့အဲ့ဒါမပြောနဲ့အဲ့ဒါကိုချိုရင်းချက်ပဲအာနေချက်လုပ်ပြီးတော့သိအောင်လုပ်ပြီးတော့အဲ့တော့နေရာတကာမှာလဲမာနတွေကို subject မှာကို master ဖြစ်နေတာနဲ့မာနတွေမထူပါနဲ့အဲ့လိုထူတဲ့လူတွေကျွန်တော်အများကြီးတွေ့ဘူးတယ်ပညာရှင်တွေပဲမာနတွေနဲ့ပြင်ဘက်ကိစ္စလဲသူကဆရာဖြစ်နေတယ်လို့ထင်နေတယ်အဲ့ဒါကိုမဟုတ်ရင်မဟုတ်ဘူးလို့သိတာပညာအဲ့ဒီ subject မှာငါမသိဘူးလို့သိတာကပညာပဲကိုသိတာကိုလည်းသိပါကိုမသိတာကိုလည်းသိပါ